အနေအဆုံးပြန်ပြီးတော့ရင်အသေးချာနားထောင်ဖို့လိုအပ်ပါပိုကောင်းတဲ့ content တွေပိုကောင်းတဲ့ video တွေကိုဖန်တီးနိုင်ဖို့လုပ်ရမယ့်အရာတစ်ခုကဘာလဲဆိုရင်ကိုဖန်တီးပြီးပြီကိုရိုက်ပြီးပြီဆိုရင်ကိုရဲ့ video ကိုအစအနေအဆုံးပြန်ပြီးတော့ရင်အသေးချာနားထောင်ဖို့လိုအပ်ပါတယ်တကယ်လို့ကို video တစ်ပုဒ်ဖန်တီးပြီးပြီကိုကဒီတိုင်းပဲတင်စင်သလိုတင်လိုက်မှကိုရဲ့ video တွေကတိုးတက်လာမှာမဟုတ်ဘူးเนาะကိုရဲ့ content တွေကပို့ပြီးတော့ရင်တိုးတက်လာမှာမဟုတ်ပါဘူးဒါကြောင့်လို့ကိုရဲ့ content တွေပိုကောင်းတဲ့ content တွေပို့ပြီးတော့ရင်ကောင်းတဲ့ video တွေကိုဖန်တီးနိုင်ဖို့အတွက်ကို video တစ်ပုဒ်ရိုက်ပြီးပြီဆိုရင်ပြန်ပြီးတော့ရင်အစအနေအဆုံးထိနားထောင်ပါနားထောင်လိုက်တဲ့အခါမှာသူလေဒီနားလေးမှာတော့ငါဘာလို့သွားတယ်ငါရဲ့စကားပြောဗီဒီယိုလေးကဘယ်လိုနေရာမှာဘယ်လိုဖြစ်သွားတယ်ဆိုတော့အကြောင်းအရာတွေကိုကိုကစစ်လုံနိုင်ပြီးတော့ကိုကနောက်တစ်ခါရိုက်တဲ့အခါမှာငါဒီနေရာလေးမှာဒီလိုမျိုးမထဲတော့ဘူးဒီလိုစကားလုံးဆိုရင်ငါမကြိုက်ဘူးပေါ့နော်ကိုတော့မကြိုက်ရင်သူများလည်းကြိုက်မှာမဟုတ်ဘူးလေဒါကြောင့်မလို့ကိုကနေပြီးတော့ဗီဒီယိုတစ်ပုဒ်ရိုက်တာပဲဖြစ်ဖန်တီးနေပြီဆိုရင်ဒီတစ်ချက်ကိုလည်းလုပ်ဖို့လိုအပ်ပါတယ်ကိုဖန်တီးနေတဲ့ဗီဒီယိုတွေပိုကောင်းတဲ့ဗီဒီယိုတွေကိုဖန်တီးခြင်းနဲ့ဆိုရင်တော့ကိုရဲ့ content တွေကိုကိုယ်တိုင်ကစစ်ဆေးဖို့လိုအပ်တယ်ပေါ့နော်ဒါကတော့ link ကိုယ်တိုင်အသုံးပြုတဲ့နီလာလေးတစ်ခုကိုဒီဗီဒီယိုမှာပြပြပေးသွားတာဖြစ်ပါတယ်အကျိုးရှိတယ်ဆိုရင်တော့ comment မှာ yes လို့ရေးလာခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်